ထိုင်းနိုင်ငံဝနာတွေနဲ့ကွာအိမ်ရမိန်းမတွေနဲ့အတူတူပဲခင်ဗျာဘာဆိုင်လို့လဲဆိုင်နာပေါ့ဟာမြို့ငါပြောပြမယ်မတို့ခုထိုင်းနိုင်ငံဝနာတွေနဲ့သူတို့ဘလောက်ပဲလှုပ်ပေးဟမ်သူတို့ကျင်တဲ့အားရတယ်လို့မရှိဘူးကဲအိမ်ရမိန်းမတွေလည်းအဲ့အတိုင်းပဲသူတို့ဘလောက်စိတ်ကျင်တဲ့အောင်လိုက်လှုပ်ပေးဗျာနောက်ဆုံးစင်ဘလောက်ကောင်းအောင်လှုပ်ပေးသူတို့တွေအားရတယ်လို့မရှိတာဗျမင်းကလေအဲ့ဒါကြောင့်မို့ငါတူတူပဲလို့ပြောတာအဲ့ဒါလည်းဟုတ်တာပဲကိုကျွန်တော်ရောဗာလဲကျွန်တော်ဘီယာလေးတစ်ပူးလောက်တော့ဝယ်ပေးပါလားပြမင်းခိုင်းလို့ရမယ်တဲ့မင်းကခိုင်းစေကြတယ်ဘယ်လိုခိုင်းနေခိုင်းလို့ရမလားစောက်ယူမှမဟုတ်တာမင်းကလည်းမဟုတ်ဘူးလေဘီယာတစ်ပူးဝယ်ပိုတဲ့ပတ်စံကိုယူလိုက် no မတနာနဲ့တော့လုံးဝမတနာနဲ့တော့အဖော်ဆွဲတဲ့တငယ်ချင်းကထိုင်းကိုကော်ဆန်းသွားလို့မဲဆိုလို့ဘာမမင်းညာမမင်းနဲ့လိုက်ချလာတာကွာဒီရောက်တော့စောက်လို့ရေးဖြစ်နေတာကွာဒီကောင်တငယ်ချင်းရင်းချင်းကြီးကွာဘာမှစကားမပြောဘူးကော်ဆန်းနဲ့စောက်လို့ရေးဆိုစောက်လို့ရေးလို့ပြောပါလားလို့အဲ့လိုမှန်ဒီဘယ်လိုက်လာမလဲလို့ no အခုကြော်တင်ညောကမိမကြောက်တယ်ဆိုဟုတ်လားပြောတဲ့လူတွေကပြောတယ်မင်းကဘာသူပြောတာလဲမင်းကဘာသူပြောတာလဲမင်းကဘာသူပြောတာငါ့ကိုပြောသားအခုမိမကိုယ်တိုင်ပြောတာငါမြတ်ကိုယ်တိုင်ပြောတာဟုတ်တယ်အေးအဲ့ဒါဆိုရင်တော့ဟုတ်တယ်